လောကဒဏ်ကြောင့်ပတ်ဝန်းကျင်ကြောင့်အပယ်မကြစေနဲ့တဲ့ပတ်ဝန်းကျင်ကြောင့်တရားအသိမရှိလို့နှလုံးမသွင်းတတ်လို့အပယ်ကျသွားတဲ့သာရကလေးတစ်ခုရှိဒီသတင်းကြွမှာဖြစ်တာဘုလိုရသော်ဗျာလက်တဲ့တုန်းကသတင်းကြွကာလရောက်ပြီဆိုတာနဲ့တန်ဃာတော်တွေပွာနာပြုတ်ပြီးတာနဲ့ကထိန်နေပြီးပြီဆိုတာနဲ့ဖျားပူးတွေကြွကြတယ်ဖျားထန်လာကြတယ်ဗောနော်အဲ့ဒီမှာယဟန်တော်တွေတဲ့အပါ50လောက်ပြိတ္တကြီးပင်လယ်ခရီးဖြတ်ပြီးတော့သင်္ဘောကြီးတစ်စီးပေါ်တက်လိုက်ပြီးတော့ဖျားပူးကြွကြတာလူပေါင်း900လောက်ပါတဲ့သင်္ဘောကြီးတဲ့ရေလေကောင်မှာရက်တက်ကျုံးလည်းမရှိပါလည်းမရှိဘဲနဲ့ပြိတ္တကြီးရက်တက်တာဘလို့မှကိုလုံးမရလုံးမြတော့လေတကြီးရဟေးဒီပေါ်မှာတဲ့လေပေါ်မှာလူ900လောက်ရှိတဲ့ဒီလေပေါ်မှာသူ့ယုံမှာတယောက်တော့ပါနေပြီအဲ့သူ့ယုံမှာကြောင့်ဒါလေကြီးရက်နေတာအလုံးသိတော့မယ်ဒုက္ခတွေရောက်တော့မယ်တဲ့အဲ့ကျတော့လေတကြီးရသူ့ယုံမှာမဲဆွဲမယ်သတင်းကြုံမှာဖြစ်နေတာဘယ်မှာဖြစ်နေတာလဲသူ့ယုံမှာမဲဆွဲမယ်ဆိုပြီးတော့ပြိဿကြီးအဲ့ဒီမှာမဲလေး900လောက်ပြီးတော့သူ့ယုံမှာမဲနှိုက်ခိုင်းတာဘသူပေါက်တုံးဆိုတော့လေတကြီးရဲ့မိမဖလန်းဖလန်းမသွားပေါက်လေတကြီးရဲ့မိမဖလန်းဖလန်းမချောတော့ချောတယ်ဖလန်းဖလန်းထားပြီးသူကချောနေတာပထမရွယ်မှာတီးတယ်တဲ့လက်ဝဲကျနာတွေကလည်းအပြည့်လေတကြီးဆိုတော့သူရထားမှာပေါ့ဗျာပြိဿကြီးနော်လက်ဝဲကျနာတွေကလည်းအပြည့်အိမ်ဝဲဆရာတောက်ပြောင်းနေတာအဲ့ဒါလေး900ထဲမှာမဲနဲ့လိုက်တော့သူယုံမှာမဲဘသူပေါက်လေတကြီးကတော့ပေါက်အဲ့ဒါလေတကြီးကသူမိမပေါက်တော့ကျင်တတ်တာမကျင်တတ်တော့ဘာလို့တော့နှစ်ခါပြန်နိုင်ဆိုပြီးတခါဒုတိယချိန်ပြန်ပြီးအဲ့900မဲပြန်ထည့်ပြီးနှိုက်တော့လေဒီဖလန်းဖလန်းပဲတခါပြန်ပေါက်သူကအဲ့ဒါနဲ့လေတကြီးကဟေး3ခါရှိမှာပဲကျင်တတ်မယ်3ခါပြန်နှိုက်ဆိုတော့လေ3ခါလုံးနဲ့သူမိမပဲပေါက်တယ်တဲ့ရုပ်မှထားပြီးဆိုရင်ရှောင်လို့ရလားမရဘူးနော်လေတကြီးကြော်ကတော့သူရုပ်မှမဲပေါက်တယ်3ခါပေါက်တော့ကဲဘယ်လိုလုပ်မှလဲလေတကြီးကြော်ဆိုတလေလုံးကလေတကြီးကိုဝိုင်းကြည့်လိုက်တော့လေတကြီးကဘလို့မှမငင်းတာတော့ကဲတဲ့ငါမိမကိုပဲရည်တဲ့ပြစ်ချစတိရတော့ပြစ်ချဆိုမိမမလုပ်ပါနဲ့အကိုရဲ့မလုပ်ပါနဲ့မောင်ရဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာအော်နေတော့လေတကြီးကမကြည့်ရတော့ဟေးတဲ့အဲ့ရွှေတွေအကုန်ချိုးလိုက်ရွှေတွေနှမျောတယ်အဲ့အဝတ်တွေလည်းအကုန်ချိုးတယ်အဝတ်နွမ်းလေးဝတ်ပေးလိုက်ရည်တဲ့ပြန်ပေါ်လာလဲငါမမြင်ချင်ဘူးတဲ့သူယုံမှာမဲ3ခါတောင်ကြာတော့နှစ်ထိုင်နဲ့နှစ်ကံမဲငါလည်းမကဲနိုင်ဘူးဒုက္ခကြီးမှာမှတ်ထားအာကုသိုလ်ကံများရင်ဘယ်သူမှမကဲနိုင်ဘူးဖယားလည်းမကဲနိုင်ဘူးတရားလည်းမကဲနိုင်ဘူးကဲနိုင်ပါမလားငါလည်းမကဲနိုင်ဘူးနေ3ချိန်ပေါက်တာတဲ့အဲ့တော့ဝိဇ္ဇာအနွမ်းလေးဝတ်ပေးပြီးတော့တဲ့လက်ဘင်းမှာကျိုးချီဒီအိုးတစ်လုံးထဲမှာသဲအပြည့်ထက်အိုးလည်းကျိုးချီပြီးအဲ့သဲအိုးနဲ့လူနဲ့ရောပစ်ချပလုံဆွဲမြုပ်ပစ်ချဒီတကြီးကအမိန်ပြီးတော့အဲ့ဒီမှာမလုပ်ပါနဲ့ဘာညာနဲ့အော်နေတဲ့တည်းကဆွဲပြီးတော့ဒီသားတွေကအဲ့မဲ့ကျိုးနဲ့တုပ်လက်ဘင်းကျိုးချီရေအိုးကျိုးချီသဲအပြည့်ထက်ပြီးရေတဲ့ပစ်ချအဲ့မဲ့သိသွားတယ်ယဟန်တော်တွေကလည်းဝိုင်းပြီးကြည့်ပြီးစိတ်မကောင်းတော့ဖြစ်ရတာကိုသူတို့လည်းမကဲနိုင်ဘူးအဲ့ဒီမှာအဲ့ဒီယဟန်တော်တွေတဲ့နောက်ဆုံးမြတ်စွာဘုရားအကြောင်းရောက်လာပြီမြတ်စွာဘုရားကိုမေးလျှောက်တယ်မြတ်စွာဘုရားတဲ့တပည့်တော်တို့လီပေါ်မှာဒီလိုလေးဂျုံခဲ့ပါတယ်ဗျာလေတကြီးကတော့ဟာပထမရွယ်မှာတည်တယ်အင်မတန်မှရုပ်ရည်တွေကချောပါတယ်ဗျာပစ္စည်းဥစ္စာတွေပြည့်စုံပါတယ်ဗျာသူယုံမှာမဲ3ခါတောင်ပေါက်လို့လေတကြီးကသူ့ကိုအဲ့တိုင်းလေပင်သဲအိုးဆွဲပြီးပြစ်ချတယ်ဗျာကြောက်စရာကောင်းလိုက်တာအဲ့ဒါဘုရားမှာပဲသိမှာဗျာမြတ်စွာဘုရားအဲ့ဒါဘာကြောင့်လဲဗျာဆိုတော့မြတ်စွာဘုရားကတပ်ပင်ညုတာညံကြီးနဲ့ကြည်ပြီးယဟန်တော်တဲ့အဲ့ဒီလေတကြီးကတော့ဟာသူပြုတ်တဲ့ဝတ်ကြွေးတွေသူပြန်ခံရတာဘာတွေပြန်ခံရတာဝတ်ကြွေးဆိုတာရှောင်လို့ရလားသူပြုတ်တဲ့ဝတ်ကြွေးတွေပြန်ပြီးတော့ခံရတာယဟန်တော်တဲ့အတိတ်ဘဝတကူတုန်းကအဲ့ဒီအမျိုးသမီးဟာတထေးရဲ့မိမတယောက်ဖြစ်ခဲ့တယ်မြတ်စွာဘုရားကအရှိကြီးပေါ့ဗျာဂါထာတွေနဲ့ပြန်ဟောတာပေါ့နော်တထေးကြော်ဖြစ်တယ်တောတထေးပေါ့ပြိတ္တကြီးလေထဲမှာအလုပ်တွေလုပ်ရတယ်ထေးတွေဘာတွေသွားခုံရတယ်ထင်းခွေရတယ်မောင်းထောင်ရတယ်ရေခမ်းရတယ်သူယောက်ျားလေတော်နဲ့သွားရင်လည်းတောတထေးဆိုတော့သမင်းတွေဘာတွေလိုက်ပို့ရတယ်အဲ့ဒီတထေးကြော်မှာတဲ့ခွေးလေးတစ်ကောင်ရှိတယ်သူ့ရဲ့လွန်ခဲ့တဲ့3ဘဝမြောက်ကယောက်ျားတော်ခဲ့တဲ့ခွေးကြောင့်တရဝါရီဟာလေတန်တရားမှာလဲနေကြတာအလုံးဆွေမျိုးတွေတော်ကြတယ်ဘာတွေတော်ကြတယ်3ဘဝမြောက်ကပြိတ္တာရင်ယောက်ျားတော်ခဲ့တဲ့ခွေးကတဲ့အဲ့ဒီတထေးရဲ့မိန်းမကိုစစ်စစ်ပဲကြည်သူတန်ဟောစဉ်ရှိတာဟုတ်ယောက်ျားတော်ခဲ့တော့
အဲ့ဒီတထေးမိမရေခတ်သွားလဲနောက်ကတကောက်ကောက်လာပြီးမျက်နှာပဲကြည့်တယ်ထင်းခွေသွားလဲမျက်နှာပဲလိုက်ကြည့်တယ်မောင်းထောင်းလဲလိုက်ကြည့်တယ်တော်တဲ့ထမင်းပို့သွားလဲလိုက်တော့တဲ့ကြာတော့ရွာတဲ့ရက်တဲ့မြို့တွေကလူတွေကဝိုင်းပြောတယ်တွေ့လားခွေးမရလာပြီခွေးနဲ့အစားပေးစားတော့ပတ်ဝန်းကျင်ကြောက်เสียကောင်းတယ်ဆရာတော်ပြောချင်တာကဘာလဲလဲပတ်ဝန်းကျင်ကြောက်เสียကောင်းတယ်ခွေးနဲ့လူနဲ့ပြိတ္တကြီးအမှန်တမ်းပြောကြဘူးမရှိဘူးဟုတ်တယ်နော်ဟေးကြည့်ရမလားဟဲ့မတွေ့လည်းမလားဦးမလေးခွေးမရလာပြီမတော့ခွေးနဲ့ဖြစ်နေရတာပဲဘာဖြစ်တယ်ညာပြတွေ့တယ်မလားခွေးကလည်းသူ့နောက်ကတကောက်ကောက်လိုက်နေတာဒါတော်တဲ့သွားပြီဒါဘာလို့မဆိုးလိုက်မို့လားမျိုးစုံလိုက်ပြောမျိုးစုံလိုက်ပြောတဲ့အခါမှာတဲ့အဲ့ဒီတထေးရဲ့မိန်းမကတထေးကတော့ကတရားအသိမရှိတော့တရားတွေလည်းမနာဘူးတော့လောကဓာတ်ကြီးကြံ့မခံနိုင်ဘူးနှလုံးသွင်းမတတ်ဘူးနှလုံးသွင်းတတ်ရလားအဲ့ဒီပတ်ဝန်းကျင်ရဲ့စကားပတ်ဝန်းကျင်ရဲ့အမားတွေကိုပြိတ္တာကြီးဗျံပရာပြောတယ်ဝန်တိုလို့ပြောတဲ့စကားတွေကိုနှလုံးမသွင်းတတ်တော့ပြိတ္တာကြီးအဖြေမှန်ရအောင်မရှာတတ်ကုသိုလ်ဖြစ်အောင်နှလုံးမသွင်းတတ်တော့နှလုံးသွင်းနေမှားတယ်တဲ့ဒီခွေးကြောင့်ငါပြောခံရတာပြီးတော့ဒုံနဲ့ရိုက်တော့မှထွက်ပြေးတယ်ပြီးပြန်ပြေးလာခွေးကန်နဲ့ပြေးစောင်းတဲ့ကန်ဟိုကတော့ချစ်လို့လိုက်နေတာကြောက်စရာမကောင်းလားပြိတ္တာကြီးဘလို့မှမရတော့ပြိတ္တာကြီးနှလုံးမသွင်းတတ်တဲ့အတွက်ကြောင့်တဲ့ဒီခွေးကြောင့်ငါပြောခံနေရတာဒီခွေးကြောင့်ဆိုခွေးကိုညိုးပြီးတော့တနေ့တော့ခါရောက်ခွေးလေးကိုချော့ပြီးတော်တဲ့ခေါ်သွားသူ့ယောက်ျားထမင်းပို့သွားရင်တော်တဲ့ခေါ်သွားပြီးသူ့ယောက်ျားထမင်းပို့ပြီးတော့လေးပြီးတာနဲ့ရေအိုးတစ်လုံးရွက်လာသဲတွေအပြည့်ထည့်ပြီးရွက်လာမြစ်စိတ်ကိုသွားရေအိုးကျိုးလေးနဲ့ချီရေအိုးကအကြီးပေါ့ကျိုးနဲ့ချီပြီးခွေးလေးကိုလမ်းခေါ်ခွေးကလည်းမလေးခုမှငါ့ကိုခေါ်တယ်ဆိုပြီးတော့မလေးပြေးလာပြီးတော့ခွေးလေးကိုပုတ်တက်ပေးပြီးခွေးလေးလက်ပင်ကင်ပြီးခွေးလက်ပင်ကျိုးနဲ့ချီပြီးအဲ့ဒီရေအိုးသဲအပြည့်ထည့်တဲ့အိုးနဲ့မြစ်ကမ်းပါဘဝကနေခွေးကိုအိုးတွန်းချပြီးတော့တတ်ခဲ့တယ်အဲ့ဒီမကောင်းတဲ့အကုသိုလ်ကနေကြောင့်အဲ့ဒီမိမသည်တဲ့ဘဝပေါင်းများစွာငရဲမှာကြတယ်သူတော်ဘာအသက်တန့်ရင်ငရဲကြတယ်ဗျာမကြဘူးလို့မထင်နဲ့ပြိတ္တာကြီးအဲ့ဒီငရဲကနေကိုတက်လာတဲ့အခါမှာတဲ့အဲ့ဒီမိမသည်ဘဝတရားတိုင်လေပင်မှာသဲဝဆွဲပြီးတော့အခုလိုပဲရေတဲ့အနှစ်သက်ခံရတယ်ကိုပြုတာကတခါအခုဘယ်နှခါခံရတော့ဘဝတရားဒါကြောင့်ဝတ်ကြွေးတွေပါလာရင်ပြီးဆက်ရတယ်ကြောက်ချာမကောင်းဘူးလားဒါကြောင့်မလို့ပြိတ္တာကြီးပတ်ဝန်းကျင်ကြောင့်အပြစ်ဖြစ်ပါစေနဲ့ပတ်ဝန်းကျင်ကြောင့်မရှုံးပါစေနဲ့ပတ်ဝန်းကျင်ကြောင့်အပယ်မကျပါစေနဲ့ပတ်ဝန်းကျင်ကြောင့်အကုသိုလ်ဖြစ်ပါစေနဲ့တရားတွေများများနာပြီးလောကဓာတ်တွေကြံ့ခံကြ